ကဲနောက်ဆုံးတော့ကျွန်တော်ရဲ့ AdSense TikTok account လေးရလဲ follower 10k ပြည့်ပြီပြီးတော့ World Cup Final ကလည်းနီးလာပြီအဲ့တော့ brother တို့ကျွန်တော်ရင်ခုန်စရာလေးတစ်ခုလောက်လုပ်ပေးခြင်းနဲ့ဘာလေးလည်းမသိဘူးဗျကိုအေးဟုတ်ပါကိုအေးဒီမှာကျွန်တော်ကားတစ်စီးတွေ့ထားတယ်ခုနကတွေ့ရထူဆန်းတဲ့ကားလေးမှာစင်နေနဲ့ကန်နေနဲ့အများကြီးတင်ထားတယ်အဲ့ဒီအကိုကိုကျွန်တော်ရောင်းမလားမေးကြည့်မယ်မေးကြည့်ပြီးရင် share လေးတွေထပ်လုပ်တော့မယ်အဲ့တော့ထပ်ဆောင်ကြည့်လိုက်အောင်နော်အခုတော့ခေါ်ထားတာကိုလာပြီကျွန်တော်ဆိုင်ရှိတက်ကိုရက်နေပြီအိုးစင်နေရတော့မိုက်တယ်အဲ့တော့အဲ့ကုံနဲ့စကားပြောကြည့်အောင်မယ်ကဲတော့ပြီးသွားပြီဈေးလဲစစ်လိုက်ရတယ်အမှန်ကန်အဲ့တော့ကျွန်တော်ဆိုင်မှာပြောင်းလဲတာတွေအများကြီးလုပ်ထားတယ်သိကျင်တော့လိုက်ကြည့်ဘလို့သိကျင်လဲဆိုရင်စင်နေတင်တဲ့ကားကြီးဖြတ်သွားတာတွေ့လို့ဘာညာလှမ်းခေါ်လိုက်တာနည်းနည်းဖိုင်းသွားတယ်ပေါ့ဖိုင်းသွားတော့ကျွန်တော်အခုချိန်မှာမိုးလဲဆုံးချုပ်သွားပြီကျွန်တော်9တလောက်လဲပြင်ထားတယ်အများကြီးလဲတိုးထားတယ်ဘာတွေတိုးလဲဆိုတော့ဒီကန်သေးလေးနှစ်ပေခွဲကန်လေးတိုးထားတယ်မီးလေးတွေပါတခါရှိုင်းပြီးသားလုံးဝကန်ထဲကငါးကလည်းအရန်ကြီးနေတော့ကြက်နေရောမှာပဲအဲ့တော့ကန်လည်းကြက်ကောင်းကြက်နိုင်တယ်အဲ့တော့ထပ်တိုးတာလေးလည်းတစ်ခုရှိသေးတယ်ဗျbrother တယောက်ပြောသွားသလိုပဲကျွန်တော်ဆိုင်မှာရွေးစရာငါးနဲတယ်ဆိုတော့ brother ကိုကြည်နေအောင်လို့လဲလာမယ်ကျွန်တော်အတန်းလိုက်ကိုထပ်လုပ်ပေးထားမယ်ဒီမှာတစ်ထပ်မှာကျွန်တော်3စင်းရှိရယ်3စင်းကန်နေအတန်းလိုက်ဗျာရွှေကန်24လုံးရှိရယ်24កောင်ထားရမယ်တကောင်ချင်းဒီ show grade လေးဒီအကုန်ရမယ်အဲ့တော့ကျွန်တော်တို့လုပ်ပေးမယ်အစီအစဉ်လေးကိုပြန်သွားလိုက်အောင်ကျွန်တော်ဘာလုပ်ပေးမလဲဆိုတော့ကဘာဖလား final မှာကျွန်တော်ဂိုးရလက်မှန်းမယ်ဘယ်အသင်းနိုင်မလဲမှန်းမယ်အဲ့တော့အပြေမှန်တဲ့သူကိုကျွန်တော် SRD လေးတစ်ကောင်လုံးဝ share ငါးလေးအဲ့ဒါလေးကိုကျွန်တော်တို့မဲဖောက်ပေးမယ်ဆိုတာလဲအပြေမှန်တူတဲ့သူ2ယောက်3ယောက်ရှိမှမရှိဘဲနဲ့တယောက်တည်းမှန်တယ်ဆိုလဲကျွန်တော်အဲ့ဒီလူကအနိုင်ရပါမယ်အားလုံးပဲပါဝင်ကြပါအောင်ဗျာ thank you ပါ